အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကျမနဲ့เนาะတခုံက3လပိုင်းဒုတိယဘက်ကနေစပြီးတော့လုပ်ငန်းတွေစမှာဖြစ်ပါတယ်ဘယ်လိုလုပ်ငန်းတွေစတာလဲဆိုတဲ့ခါကျတော့တေချာလေးနားထောင်ပေးပါဂျာမနီနိုင်ငံကိုအောက်စပီလုံနဲ့အသက်မွေးကျောင်းလာတက်မဲ့လူငယ်တွေကိုအသက်မွေးကျောင်းရှောက်ပေးတဲ့လုပ်ငန်းဖြစ်ပါတယ်ဒီဘက်နိုင်ငံမှာပြောမယ်ဆို job recruiting job ကိုကျမကစမှာဖြစ်ပါတယ်အဲ့လိုစတဲ့အခါမှာကျမတို့ဒီအလျာကိုပြင်ဆင်လာတာအရန်ကြာပြီကျမရဲ့ follower တချို့တွေကတည်တယ်ပေါ့နော်ဆိုတော့အနေကျမရဲ့ဗီဒီယိုတွေမှာ comment လာမှန်းကြတဲ့လူကြီးမင်းတွေရဲ့မိခွန်းတစ်ခုကိုလည်းဖြည့်ပေးချင်ပါတယ်။ဗာမေးထားတယ်လဲဆိုလို့ရှိရင်အမကအလုတ်ရှာပေးတာလားဆိုမေးထားတာပါတယ်။အဲ့တော့အမကအလုတ်ရှာပေးတာမဟုတ်ဘဲနဲ့ Ausbildung ဆိုတဲ့ဒီအတက်မွန်းအကြောင်းကိုရှောက်ပေးတာဖြစ်ပါတယ်။ကျမတို့စီစဉ်နေတုန်းဖြစ်ပါတယ်။အဲ့ဒီတော့ကျမတို့ဒီ Ausbildung ကိုရှောက်ပေးဖို့အတွက်3လပိုင်းကနေစပြီးအလုပ်စမှာဖြစ်တယ်။အလုပ်စမှာဖြစ်တဲ့အတွက်အစပိုင်းမှာကျမတို့စီကနေအဖြေတိကျတဲ့အဖြေတွေမရောက်သေးတာမရှိသေးတာရှိကောင်းရှိနိုင်ပါတယ်။နော်။ဒါပေမဲ့ကျမစီကိုလက်တွဲလုံးမဲ့လူတွေနော်လက်တွဲလုံးမဲ့လူတွေတည်ထားဖို့အတွက်အရေးကြီးနှိုးဆော်လိုက်ပါတယ်။ကျမတို့က Ausbildung တူနာပြုစတဲ့ဖြစ်ဘယ်လိုဟာတွေပဲဖြစ်ဖြစ်ပေါ့နော်။ဒီຢာတွေကမသိသေးပါဘူး။ကျမတို့ကြောင်းလျှောက်ပေးမှာဖြစ်ပါတယ်။ကြောင်းလျှောက်ပေးတဲ့အခါကြာလို့ရှင်တော့ကျမစီမှာဒါပွပွင့်လင်းလင်းပြောပြတာပါ။ကျမတို့လက်တွဲသွားလို့မရတဲ့လူတွေကိုပြောပြတော့မှာဖြစ်ပါတယ်။ကျမတို့ကအလုပ်ကိုတည်တည်ချာချာမမှန်ကန်ကန်စစ်စစ်ဆက်ဆက်လုပ်သွားမှာဖြစ်တဲ့အတွက်တို့မှာကုန်ကြစိတ်လေရင်လက်မှတ်ဗီဇာကြေးတွေကအစကျွန်တော်တို့ကိုယ်တိုင်ပေးချင်ရမှာဖြစ်ပါတယ်။ဒီ agent fee ဆိုတဲ့ဟာကမပြောပလောက်တဲ့ငွေပမာဏယူထားတယ်ဆိုတာကျမတို့ကငွေကြေးချမ်းသာလို့ကျွန်တော်တို့နော်သူတဘာတိုက်ခန့်ချလို့လုံးဝမဟုတ်ပါဘူးအဲ့ဒီတော့ကျွန်တော်တို့ဒီအရာတွေကိုထိုက်တိုက်ထန်စွာလုပ်ပေးတာနဲ့နီးတူကျွန်တော်တို့ရဲ့ role စီမင်းစည်းကမ်းကိုလိုက်နာနိုင်တဲ့လူဖြစ်ရမယ်ပထမအဦးဆုံးဒီနိုင်ငံကိုရောက်လာပြီးတော့ asylum ခံမဲ့နိုင်ငံသားခိုလုံခွင့်တောင်းပါမယ်ဆိုရဲရွေထားတဲ့လူနဲ့ကျွန်တော်တို့အလုံးမလုပ်ပါဘူးအဲ့လိုပြောတယ်ဘာဖြစ်လဲကျွန်တော်ကတော့ကျွန်တော်သူလိုချင်တဲ့ visa certificate ရယ်B1 certificate B2 certificate ရယ်ကျွန်တော်တို့လိုချင်တဲ့ဟာပြလိုက်ကျွန်တော်လက်ခံမှာဘောလို့မထင်ပါနဲ့ပေါ့နော်ကျမတို့ကတည်တည်ချာချာစစ်ဆေးတော့မှာဖြစ်ပါတယ်နောက်ပြီးတော့တကယ်လို့ခင်ဗျားတို့ကဒီနိုင်ငံကိုရောက်လာပြီးတဲ့အခါမှာနိုင်ငံခိုလုံခွင့်လျှောက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအရာတွေကိုပြန်ပြီးတော့အနောက်ကနေ support လုပ်မှာဖြစ်ပါတယ်ခင်ဗျားတို့ရဲ့ detail တွေအချက်လက်တွေဟာကျမတို့ဆီမှာအကုန်ရှိတာဖြစ်တဲ့အတွက်ခင်ဗျားတို့ကိုအစိုးရကနေပြန်ပို့ရမယ့်အခြေအနေမျိုးဆိုတော့ကျွန်တော်တို့ကနေ support လုပ်ပေးဖို့အဆင်သင့်ရှိတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်။ဘာကြောင့်မလို့ဒီလိုလုပ်ရတာလဲဆိုလို့ရှိရင်ကျမတို့ခင်ဗျားတို့ကိုအရေးအချင်းပြေးဝဆိုတာနော်တလကိုယူရိုဘလောက်ဆိုပြီးသတ်မှတ်ထားပြီးတော့ပေးတဲ့လစာရှိရတဲ့နိုင်ငံသားခိုလုံခွင့်တောင်းတယ်ဆိုတာဒါကကျမတို့ရဲ့အလုပ်ပေါ်မှာမလေးစားရကြတယ်ကျမတို့နောက်ဆက်တွဲလာမယ့်လူတွေလည်းမလေးစားကြတယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ဒီလိုမျိုးကြိုတင်ပြီးတော့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်ကျမတို့လည်းလက်တွဲလုပ်ဖို့မစင်စားပါနဲ့နော်အဲ့တော့ကျမတို့စာရွက်စာတမ်းတွေကိုစစ်ဆေးတဲ့အခါမှာတည်တည်ချာချာဒီချာစစ်ဆေးမှာဖြစ်ပါတယ်เนาะကျွန်တော်တို့တွေ့ကြရလူတွေကိုခေါ်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဂျာမနီနိုင်ငံမှာကျွန်တော်တို့လာပြီးတော့เนาะAusbildung လုပ်ဖို့အခွင့်အရေးပေးထားတာအရန်နေမှာကောင်းတယ်။ကျွန်တော်တို့တယောက်တစ်စုံတယောက်3ယောက်4ယောက်လောက်ဒီလိုမျိုးเนาะမကောင်းတဲ့အကျင့်စာရိတ္တတွေပါလာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နောက်ကလူတွေဟာအများကြီးထိခိုက်သွားနိုင်တယ်။ကျွန်တော်တို့အတွက်ထိခိုက်သွားနိုင်ပါတယ်။ဒါကြောင့်မလို့အလုပ်ရဲ့ detail ကိုတော့ကျွန်မစီမှာဇင်းတွင်းထားတဲ့လူတွေအကောင်းလုံးကိုကျွန်မတင်ပြမှာဖြစ်ပါတယ်။ကျမရဲ့ဒီ page တစ်ခုgroup အသစ်တစ်ခုဖွင့်ပေးမယ်။အဲ့ဒီမှာအကုန်လုံး member ဝင်ကြပါ။ကျမကအဲ့ဒီနေရာမှာတချို့အကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါတယ်။ဆိုတော့ကျမစီကိုကြိုတင်ပြီးတော့ကြံစီပြီးတော့เนาะကျွန်တော်တို့ Ausbildung နဲ့ဈေးနှုန်းတက်ဆိုတာသူပြောတဲ့330လောက်ကငါတို့မမှုဘူးပေးနိုင်တယ်เนาะပြီးလို့ရှင်ကျွန်တော်တို့300အောက်လေးပေးနိုင်တယ်เนาะပေးနိုင်ပြီးတော့လာကြမယ်။ကျွန်တော်တို့နဲ့အတူတူပေါ့နော်အများနဲ့ကျွန်မပြောလို့ရှိတယ်အလုပ်ကိုသစ္စာရှိစွာလက်သွဲလုံးမဲ့လူတွေကိုကျမတို့လိုချင်ပါတယ်အားကြောင့်မလို့ကျမတို့ဒီအလုပ်ဒီလိုမျိုးပေါ့နော်ဆုံးဖြတ်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျူစင်ပြီးတော့မကောင်းတာတွေကြံစည်ထားတာကျွန်တော်တို့ကနိုင်ငံသားခိုလုံခွင့်တောင်းဖို့အတွက်ဒီဟာ Ausbildung ကိုရှောက်တာလို့စဉ်းစားတယ်ဆိုလို့ရှိရင်ကျမတို့နဲ့လက်တွဲလုပ်ဖို့မစဉ်းစားပါနဲ့ခင်ဗျားတို့အများကြီးနဲ့နာပါမယ်ဆိုတဲ့ဟာကိုဒီနေရာမှာပြောချင်ပါတယ်ခင်ဗျားတို့ကြိုက်တယ်လို့ comment မဲ့လို့ရပါတယ်ကျမရဲ့လောက်ဆောင်မဲ့လုပ်တွေက
နော်နီးစပ်လာပါပြီကျွန်မအလုပ်လုပ်ပြီးဆိုတဲ့အချိန်ကစပြီးတော့အများကြီးရှိဆက်ပြီးတော့လုပ်စရာတွေအများကြီးရှိပါတယ်ဘယ် option တွေရသေးလေးလို့မမေးပါနဲ့အောင်ပေါ့နော်ကျွန်တော်တို့ကအလုပ်ငန်းစရုံပဲရှိသေးတယ်ကျွန်တော်တို့လုပ်ငန်းစလိုက်တာနဲ့ကျွန်တော်တို့ရဲ့ option တွေကျွန်တော်တို့လုပ်နေတဲ့project ပုံစံတွေကိုအများကြီးချပြသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဒီညမှာပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မရှင်းတာရှိရင် CV မှာလာမေးလို့ရတယ်ကျွန်မ CV မှာဖြည်းဖြည်းချင်းစာပေးနေပါတယ်ပေါ့နော်မလောပါနဲ့လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နောက်ကမှပြန်ဆောင်ကြမယ်ဘိုင်ဘိုင်